ခုတလောမိုးရသည်မှာဖြစ်များနေတဲ့အေးမိခြင်းနဲ့ပတ်သက်ပြီးတော့သတိပေးစရာလေးရှိပါတယ်။လူတချို့ကအေးမိတဲ့အခါမှာပုတ်သက်ဆေးတွေပေါ့နော်။ antibiotic လို့ခေါ်တဲ့ပုတ်သက်ဆေးတွေကိုကိုယ့်ဘာသာကိုယ်ဝယ်တောက်တာမျိုးရှိတယ်။ဒါမှမဟုတ်လို့ရှိရင်ဆိုင်ရပေးပြီးတောက်ကြတာတွေရှိတယ်။ဆိုတော့အေးမိတဲ့အခါမှာ antibiotic ဆိုတဲ့ဘက်တီးရီးယားပုတ်သက်ဆေးတွေလုံးဝမတောက်ပါနဲ့။ဘာလို့လဲဆိုတော့အေးမိခြင်းဆိုတာက virus ပိုးကြောင့်ဖြစ်တာပါ။ antibiotic ကဘက်တီးရီးယားပိုးတွေကိုတတ်တဲ့ဆေးမလို့အေးမိတဲ့အခါမှာအကျိုးမရှိပါဘူး။ဒါဆိုရင်ကျွန်တော်တို့အေးမိခြင်းအတွက်ဘာဆေးတွေတောက်ကြမလဲပေါ့။အေးမိတဲ့အခါမှာကျွန်တော်ကိုယ်ရီလက်တွေကြိုက်တယ်ဖျားတယ်အဲ့ဒီအတွက်ပါရာစီတမောတောက်ပါအေးမိတဲ့အခါမှာနှာတွေစီးတယ်နှာတွေမွန်တယ်အဲ့ဒီအတွက်ကြောင့်ဘာမီတွန်ဒါမှမဟုတ်ရင်စီထရီဇင်းလိုဆေးတွေတောက်လို့ရပါတယ်နောက်တစ်ခုကတော့အေးမိတဲ့အခါမှာတစ်ခါတည်းချောင်းဆိုးတတ်တယ်ချောင်းကြောက်တွေဆိုးတဲ့အခါမှာဆိုရင် dextromethorphan ဆိုတဲ့ချောင်းဆိုးပျောက်ဆေးပါတာလေးတွေတောက်လို့ရပါတယ်တစ်ခါတည်းကျရင်အေးမိပြီးတော့လက်ချောင်းတွေနာတတ်တယ်ဒါဆိုရင်တော့လက်ချောင်းနာတဲ့အတွက်ငုံဆေးလေးတွေငုံပေးလို့ရပါတယ်ဒီဆေးလေးတွေကိုသုံးပြီးတော့မှမတက်တာဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြဖို့လိုပါလိမ့်မယ်အေးမိတဲ့အခါမှာတောက်နေကြဆေးလေးတွေရှိရင်လည်းကွန်မန့်မှာရေးခဲ့လို့ရပါတယ်